ဘာဝလီတွေကိုခန်းစားလို့အရန်ကောင်းတဲ့နေရာဖြစ်ပြီးပရက်တွေမှာတွားတင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်လူတော်များများကအင်းနေရာမှာပန်းဖြေရင်ဓာတ်ပုံတွေရိုက်တဲ့သူနဲ့ TikTok ဆော့တဲ့သူတွေလည်းအများကြီးလာရောက်ကြတဲ့နေရာလေးဖြစ်ပါတယ်တွားရတာလွယ်ကူပြီး Samba 1 MRT ACC ကနေထွက်ရပါမယ်။ Opposite bus stop မှာရှိနှစ်ကားကိုမှတ်တိုင်စီးလိုက်တာနဲ့အရန်တာရသော Samba 1 ကန်းချီကိုတွေ့မြင်ရမည်ဖြစ်ပါတယ်။ကျမကတော့ဖြိုးပဲဖြစ်ပါ